အခုမြင်နေရတဲ့ပုံကတော့မတ်လ12ရက်ကြာသပတေးနေ့ကအီရတ်နိုင်ငံအတွင်းမှာပြတ်ကျသွားခဲ့တဲ့အမေရိကန်စစ်တပ်ကစီဖိလေရင် KC-135 နဲ့တိုက်မိခဲ့တဲ့အလားတူ KC-135 နောက်ထပ်စီဖိလေရင်တစ်စင်းဖြစ်ပါတယ်။ KC-135 စီဖိလေရင်အချင်းချင်းတိုက်မိရာကတခြားတစ်စီးကပြတ်ကျသွားခဲ့ပေမဲ့ဒီလေရင်ကတော့လေရင်အမိပိုင်းမှာရှိတဲ့လေရင်လမ်းကြောင်းမလွဲသွားအောင်ထိမ့်မှတ်ပေးတဲ့စူးတောင်ထိပ်ပိုင်းပဲထွက်သွားပြီးအနည်းငယ်ထိခိုက်မှုရှိခဲ့ပေမဲ့အစ္စရေးနိုင်ငံဘင်ဂိုရီယန်လေဆိပ်ကိုအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ပြတ်ကျခဲ့တဲ့ KC-135 Strato Tanker လေယာဉ်ပေါ်ပါတဲ့ဝန်ထမ်းတွေအတွက်လေထီးမပါသလိုတိုက်လေယာဉ်တွေလိုအပေါ်ကနေအရေးပေါ်ခုန်ထွက်ဖို့ eject လုပ်တဲ့စနစ်လည်းမပါဘူးလို့ဆိုပါတယ်။အစပိုင်းမှာဝန်ထမ်းတွေအတွက်လေထီးပါပေမဲ့အဲ့ဒီလေထီးတွေဟာလေယာဉ်အတွက်မလိုအပ်တဲ့အလေးချိန်ဖြစ်စေတယ်လို့ယူဆတာကြောင့်လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကတည်းကဖယ်ရှားခဲ့တာလို့ဆိုပါတယ်။ဒါကြောင့်မနေ့မတ်လ12ရက်နေ့ကလေရင်ပြတ်ကျတဲ့အချိန်မှာလေရင်ပေါ်ပါလာတဲ့ဝန်ထမ်း6ယောက်စလုံးလွတ်လပ်မရှိပဲတည်ဆုံးခဲ့ကြရတာပါ။အဲ့ဒီစီဖြစ်လေရင်ပေါ်ပါသွားတဲ့ဝန်ထမ်း6ဦးအပြင်အစောပိုင်းကတည်းကတပ်ဖွဲ့ဝင်9ဦးတည်ဆုံးထားပြီးဖြစ်တာကြောင့်လက်ရှိအီရန်ကိုတိုက်နေတဲ့ Operation Epic Fury အတွင်းအမေရိကန်တပ်ဖွဲ့ဝင်73ဦးတည်ဆုံးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ